ထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံမှအလုသမားများအတွက်မွေးဆောင်မှုကာကွယ်နေများတနေရတစ်ခုတွင်စူးစမ်းလေ့လာမှုမှတွေ့ရှိခဲ့ပါတယ်။ကွယ်နှင်းကိုမှန်ကန်စွာသိရှိထားကြပါတယ်။အနည်းဆုံးရာခိုင်နှုန်း80ကမွေးဆောင်မှုကာကွယ်နေမမှန်ကန်တဲ့နယ်လမ်းများအသုံးပြုကြတယ်။ဒါကြောင့်ထိုနယ်လမ်းကြောင့်ထိုင်းနိုင်ငံတွင်ကိုယ်ဝန်ဆောင်မှုများဖြစ်ပေါ်လာတယ်။အရှားနိုင်ငံမှအလုသမားရှုပ်သည်ဒီအသိပညာများမရှိကြသဖြင့်မတော်တဆကိုယ်ဝန်ရှိမှုတို့မဟုတ်မသိတော်တဲ့အသက်အရွယ်တွင်ကိုယ်ဝန်ရှိမှုဖြစ်ပေါ်နိုင်ပါတယ်။မွေးဆောင်မှုကိုထိန်းချုပ်ဖို့နယ်လမ်းများစွာရှိပါတယ်။ဘာတွေရှိတယ်လဲဆိုတာကြည့်ကြရအောင်။မူလမဝင်ပဲမထွက်ခြင်းဒီနယ်လမ်းကိုထိရောက်မှုနေတဲ့မွေးဆောင်မှုကကွယ်နေတစ်မျိုးဖြစ်ပါတယ်။ကိုယ်ဝန်ရှိနိုင်ခြေရာခိုင်နှုန်း29အထိရှိပါတယ်။ဒီနယ်လမ်းကိုမပေးအကြုံပြုပါအကြောင်းမှာကိုယ်ဝန်ရှိနိုင်ခြေမြင့်မာတဲ့အန္တရာယ်ရှိလို့ပါ။ကွန်ဒုံဖာလုံသားကွယ်ချင်းတီပတိရှုမှုယောဂါတွေကိုကာကွယ်နိုင်တဲ့မွေးကာကွယ်နေတစ်ခုတည်းဖြစ်တယ်။ဥပမာနှုတ်ယိုယောဂါဆီဖိလစ်ယောဂါအေဒ်ယောဂါကိုယ်ဝန်ရှိနိုင်ခြေရာခိုင်နှုန်း15ရှိပါတယ်။မြော့တဲ့သားစေဒါက3နှစ်တော့မဟုတ်9နှစ်အထိမွေးဆောင်မှုကကွယ်နိုင်ပါတယ်။အမျိုးသားအမျိုးသမီးအသက်20နှစ်မကျော်သူများအတွက်ဒီဝန်ဆောင်မှုကိုအခမဲ့ရရှိနိုင်ပါတယ်။ကိုယ်ဝန်ရှိနိုင်ခြေရာခိုင်နှုန်း3.3မှ3.5အထိရှိပါတယ်။တစ်ခါတရံမဟုတ်တာမသက်ဒါမှမဟုတ်သွေးတပွန်းကွဲအောင်ထွက်နိုင်ပါတယ်။ဖာထဲတရေသားစေဟော်မုန်းပฏิတရေသားစေစစ်တာနဲ့ညီမျှတယ်။ဒါပေမဲ့60ကီလိုဂရမ်ထက်ပို၍အလေးချိန်ရှိတဲ့သူများမှာထိရောက်မှုလျော့နည်းပါတယ်။ကိုယ်ဝန်ရှိနိုင်ခြေရာခိုင်နှုန်း3.3မှ9အထိရှိပါတယ်။အလော့3ချင်းပုံစံဖာထဲတန်တေသားစေရာတီပန်းလာရှင်ရဲ့ပထမနေ့မှ24နာရီတွင်ဖာထဲမှုကိုစတင်အသုံးပြုပါထို့နောက်ပฏิတန်တေသားစေကိုပထမဆုံးနေ့အဖြစ်ရည်တွက်ပါဖာထဲချင်းပြောင်းတဲ့နေ့ကအပတ်တိုင်းတန်တေသားစေကိုအသုံးပြုတဲ့နေ့ဖြစ်ပါတယ်ရာတီပန်းလာရှင်တွင်ဖာထဲမှုကိုတနင်္ဂနွေနေ့တွင်စတင်အသုံးပြုပါနောက်တစ်ချိန်နေ့တိုင်းဖာထဲမှုကိုပြောင်းပါဒါပေမဲ့ပထမ9ရက်တွင်မှာတော့တခြားတန်တေသားစေကိုလည်း3သိရမယ်ဖာထေသားစေကတလလျင်ပတ်400မှ600ကျော်ကုန်ကြတယ်။ဆေးဆိုင်ကြီးများတွင်ဝယ်ယူရရှိနိုင်ပါတယ်။အရေးပေါ်တန်တေသားစေအတွေ့အထွေဖြစ်တဲ့ကုန်ကြမှုမရှိတဲ့ပြင်ဆက်ဆံမှုများတွင်ကုန်ဝင်ရှိနိုင်ခြေ800ခိုင်နှုန်းရှိပါတယ်။အရေးပေါ်ကာကွယ်ဆေးစားသုံးနည်းအရေးပေါ်တရေသားစေစားဖို့မှန်ကန်တဲ့နေလမ်းမှာအကအကွက်မဲ့လင်ဆက်ဆံပြီးနောက်ပထမဆုံးဆေးကိုအမြန်ဆုံးစားရမယ်။90နာရီအတွင်းစားတင်ရမယ်။ပထမဆေးလုံးစားပြီး12နာရီအတွင်းဒုတိယဆေးကိုစားပါ။တလလျင်ဆေးပြားလေးလုံးတော့မဟုတ်နှစ်ပူးထပ်ပို့စားရန်မအကြံပြုပါ။အရေးပေါ်တရေသားစေနှလုံးကိုလည်းတပြိုင်တည်းစားနိုင်တယ်။မူရည်စေဝါရဲ့ထိရောက်မှုနဲ့ဘေကင်းမှုတွေနှစ်ကြိမ်ခွဲဝေမှုနဲ့ကွာရှားမှုမရှိပါဒါပေမဲ့ပြော့အံ့ခြင်းအန်တာပိုလွယ်ပါတယ်အရေးပေါ်တန်တေသားဆေးတွေကိုဆေးဆိုင်အများစုနဲ့အွန်လိုင်းမှာဝယ်ယူနိုင်ပါတယ်မိမကိုအင်ကာကို3နှစ်မှ10နှစ်အထိသားနိုင်တယ်ကိုဝင်ရနိုင်ချေရခိုင်နှုန်း3.336မှ3.38အထိရှိပါတယ်ပတိတန်တေသားစေ28လုံးပုံစံ10လုံး23လုံးနဲ့ကစီဓာတ်စေးပြား9လုံးပါရှိတယ်တို့မဟုတ်10လုံး24လုံးနဲ့ကစီဓာတ်စေးပြား4လုံးပါရှိတယ်ပတိတတေသားစေ23လုံးပုံစံ10လုံး23လုံးပါရှိတယ်ထုံနောက်စေးကို9ရက်ကြာရက်လိုက်ပါ28လုံးနဲ့ပတိတရေသားစေစားသုံးနည်းနံပါတ်1ရာတီပန်းလာစဉ်ပထမနေ့မှာစတင်စားသုံးပါနံပါတ်2များအတိုင်းတစ်နေ့ရင်စေးတစ်လုံးစားပါနေ့တိုင်းတစ်ချိန်တည်းမှာစားပါနံပါတ်3စားပြေးသွားပါကပတ်ကက်အသစ်တစ်ခုကိုချက်ချင်းစတင်ပါနံပါတ်4နောက်ဆုံးတန်းကိုတရက်မှ3ရက်ခန့်ယူပြီးနောက်ရာတီပန်းကစတင်ပေါ်လာလိမ့်မယ်23လုံးတဲ့ပ
ပတိတန်တေတာစေစာသုံးနည်းနံပါတ်1ရာတီပန်းလာစဉ်ပထမနေ့မှာစတင်စာသုံးပါနံပါတ်2ညအတိုင်းတနေ့ရင်ဆေးတစ်လုံးစားပါနေ့တိုင်းတစ်ချိန်လေးမှာစားပါနံပါတ်3အကုန်လုံးစားပြီးရင်ဆေးကို9ရက်ကြာရက်လက်ရမယ်ရှေ့ရက်မြောက်နေ့တွင်ဆေးပြားအသစ်ကိုစတင်စားသုံးပါနံပါတ်4ဆေးကိုရက်လိုက်ပြီးနောက်ရာသီပန်းလာခြင်းဟာတရက်မှ3ရက်အတွင်းစတင်ပေါ်လာလိမ့်မယ်ပဋိသန္ဓေသားဆေးကိုဆေးဆိုင်များဆေးခန်းများသို့မဟုတ်ဆေးရုံများတွင်ဝယ်ယူနိုင်ပါတယ် สถานการณ์จำลองในร้านขายยาสวัสดีค่ะ ต้องการอะไรถามได้นะคะ ถ้าผมต้องการที่จะมีเพศสัมพันธ์กับแฟน ผมต้องใช้อะไรป้องกันได้บ้างครับ แนะนำเป็นถุงยางอนามัยค่ะ สะดวกและใช้ง่าย ถ้าจะซื้ออันที่เป็นกล่องนี้ต้องพูดว่าอะไรหรอคะ อ๋อ ต้องพูดว่าถุงยางอนามัยค่ะ ถุงยางอนามัย ถุงยางอนามัยมีวิธีเลือกซื้อยังไงครับ เลือกตามขนาดไซส์อวัยวะเพศของเราค่ะ และเลือกยี่ห้อที่เราสนใจ และถุงยางอนามัยมีวิธีใช้ยังไงครับ ขั้นตอนการใส่ถุงยางอนามัยให้ถูกวิธี 1ကွန်ဒိုအထုပ်ကိုရှောင်းပြီးမှန်ကန်တဲ့ဘက်ကိုရွေးပါ2တားတိုင်တင်ကြလျင်ကွန်ဒိုကိုတတ်ပါဖဲကြောင်ရှိတဲ့ဘက်ကိုပြင်ပသို့ထားပြီးလက်ထွက်အောင်ခေါင်းစိတ်ကိုလက်တစ်ဖက်ဖြင့်ဖိပါသင်ဆက်စာနေစဉ်တွင်ကွန်ဒိုကိုအသုံးပြုပါ3ပြီးဆုံးပြီးပါကတဲ့ကဆက်ကိုနဲ့ဖဲထုတ်တင်တယ်ပြီးတော့အမိုက်ပုံးထဲကိုဆွန့်ပစ်ပါကွန်ဒိုကိုဆေးဆိုင်များတွင်ဝယ်ယူနိုင်တယ်7-Eleven ဆိုင်คลินิกသို့မဟုတ်ဆေးရုံထိရောက်တဲ့နယ်လံဖြင့်မွေးဖွားမှုကိုထိန်းချုပ်ခြင်းနဲ့လင်ဆက်ဆံမှုအခါတိုင်းမှန်ကန်စွာယောဂကျင်လက်မခံရဖို့ကုသိုလ်ကိုအသုံးပြုသင့်တယ်တင်ဒီပြဿနာကိုအစာမအနာကပြဿနာမဖြစ်စေဖို့ဖြေရှင်းရပါမယ်ကာကွယ်မှုပြုလို့ရခြင်းသည်ကိုယ်တိုင်အတွက်အကျိုးရှိစေပါတယ်အားလုံးတဲ့အသက်အရွယ်ချစ်နိုင်သည်ထိန်းချုပ်ရန်